တရက်ကိုတစ်ချိန်လောက်ပေါ့နော်monitoring လုပ်လိုက်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အခုကျွန်တော်ပြောနေတော့မိုးရတော့ဟိုဘက်လေးရွှေ့အောင်ဟိုဘက်ရွှေ့အောင်ကျွန်တော် page မှာအများဆုံးလာမေးလေးရှိတဲ့မေးခွန်းတစ်ခုရှိပါတယ်အဲ့ဒါက option trading လုပ်တယ်ဆိုလို့ရှိရင်တော့အချိန်ပြည့်ပေးရလားပေါ့နော်ဒီ stock chart တွေကို screen sheet တွေမှာအမြဲတမ်းကြည့်နေရလားဘာဖြစ်လဲဆိုတော့လာမေးကြတဲ့လူတော်များများဒါရုံလို့လုပ်နေတဲ့လူတွေများတယ်လုပ်တစ်ဖက်နဲ့ကျမတို့ကဒါအမြဲတမ်းကြည့်နေရတာဆိုတော့အဖြေကတော့အမြဲတမ်းကြည့်နေစရာတော့မလိုပါဘူးဗျ။ option trading လို့ပြောလိုက်ပြီဆိုလို့ရှိရင်လူတော်တော်များများပြင်းမြင်တာကြတော့ဒီ day trading နဲ့ scalping သွားပြီးတော့ပြင်းမြင်တာပေါ့ day trading ကကြတော့ဒီနေ့ဝင်မယ်ဒီနေ့ထွက်မယ် scalping လည်းဒီသဘောတရားဖြစ်ပါတယ်သူတို့ကကြတော့စိတ်မြန်လက်မြန်ရှိမယ်နောက်တစ်ခါ stock chart တွေကိုကြည့်မယ်screen ရှိမှာပေါ့နော်အချိန်ပေးနိုင်တဲ့သူတွေဆိုလို့ရှိရင်တော့အချိန်များပေးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီ day trading နဲ့ scalping ကတော့ပို့ပြီးတော့တင့်တော်ပါတယ်ကျွန်တော်ကကြတော့ swing option trading ပုံစံဖြစ်ပါတယ် swing option trading ပုံစံကတော့ကျွန်တော်ခုနကပြောတဲ့ day trading နဲ့ဒီ scalping ပုံစံမျိုးမဟုတ်ပါဘူးသူကကြတော့ကျွန်တော်လိုချင်တဲ့ quality setup ကိုရတယ်နောက်တစ်ခါ market situation တွေentry timing တွေဒါတွေအားလုံးကိုက်ညီတယ်ဆိုလို့ရှိရင်တော့မှကျွန်တော်ဝင်တာဖြစ်ပါတယ်တခါ take profit နဲ့ stop loss အပိုင်းမှာဆိုလို့ရှိရင်လည်းဒီနေ့ဝင်ပြီးဒီနေ့ချက်ချင်းထွက်တဲ့ပုံစံမဟုတ်ပါဘူး3 5ရက်စောင့်တယ်တခါကြားလို့ရှိရင်လည်းတစ်ပတ်ပေါ့နော် option selling လုပ်တယ်ဆိုလို့ရှိရင်တော့ရက်ပေါင်း20 25ရက်ဒါမျိုးပုံစံမျိုးနဲ့စောင့်ရတဲ့ပုံစံဖြစ်ပါတယ်ဒီတော့ option trading လို့ပြောလိုက်ပြီဆိုလို့ရှိရင်တော့ကိုယ့်အနေနဲ့ best time မှာအသုံးပြုမလဲဆိုတာမူတည်တယ်ဥပမာမြင်အောင်ပြောမယ်ဆိုလို့ရှိရင်တော့ဓာတ်တစ်ချောင်းအသုံးပြုတဲ့ပုံစံမျိုးပေါ့နော်ကိတ်မုတ်ခွဲတယ်ဆိုလို့ရှိရင်တော့အရန်ထက်တဲ့ဓာတ်မလိုပါဘူးဗျဥပမာကိတ်မုတ်ခွဲတယ်ဆိုလို့ရှိရင်တော့ဒါရိုးကော်ဓာတ်လောက်နဲ့လေကိတ်မုတ်ခွဲလို့ရဒါပေမဲ့ကျွန်တော်တို့ကအုံသီးခွဲမယ်ဆိုလို့ရှိရင်တော့ဒါခိုင်ခန့်ပြီးတော့ထက်တဲ့ဓာတ်လိုတာပေါ့နော် option trading မှာလည်းဒီသဘောပဲကိုကဘယ်လိုပုံစံနဲ့အသုံးပြုမှာလဲကိုကအလုပ်တစ်ဖက်နဲ့ဒါ option trading ကိုလုပ်မှာလားပေါ့နော်ဒါလေးတွေကလည်းအရေးကြီးပါတယ်နောက်တစ်ခါကျတော့ option selling အပိုင်းမှာ option selling အပိုင်းကကျတော့ဘယ်သူအတွက်တင့်တော်လဲဆိုလို့ရှိရင်တော့ရုံးသမားတွေအတွက်ပို့ပြီးတော့တင့်တော်တာပေါ့နော်သူတို့ကကျတော့ option selling လုပ်ပြီး position ဖွင့်ပြီးသွားတယ်ဆိုလို့ရှိရင်တော့တရက်ကိုတစ်ချိန်လောက်ပေါ့နော်monitoring လုပ်လိုက်တယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ်အခုကျွန်တော်ပြောနေတော့မိုးရတော့ဟိုဘက်လေးရွှေ့အောင်ဟိုဘက်ရွှေ့အောင်မိုးရလာလို့ကျွန်တော်ဒီဘက်ကိုရောက်လာပါတော့ကဲဆက်ပြောအောင် option selling လုပ်တယ်ဆိုလို့ရှိရင်တော့သူကဒါအမြဲတမ်းဒီ screen ရှေ့မှာထိုင်နေကြတော့မလိုဘူးပေါ့နော်သူက position ဖွင့်ပြီးသွားတယ်ဆိုလို့ရှိရင်တော့တရက်ကိုတစ်ချိန်နှစ်ချိန်လောက် monitoring လုပ်နေတယ်ဆိုလို့ရှိရင်ရပါတယ် monitoring လုပ်တယ်ဆိုတဲ့အပိုင်းကကြတော့ကိုယ်အနေနဲ့ take profit ယူတော့မလားဒါမှမဟုတ်လို့ရှိရင် stop loss လုပ်မလားဒီ trade တစ်ခုလုံးဘယ်လို management လုပ်မလဲပေါ့နော်ဒါမျိုးလေးတွေဖြစ်ပါတယ်ဒီ option selling နဲ့ပတ်သက်ပြီးတော့လူတွေတော်တော်များများကလည်းဒီ YouTube video မှာတွေ့ခဲ့ရ video လေးပေါ့နော်တစ်ခုစနှစ်ခုစသွားပြီးတော့လေးလာတယ်ပေါ့လေးလာတော့ဘာဖြစ်လာလဲဆိုလို့ရှိရင်တော့လူကလမ်းစားပြောက်သွားပါတော့ဒါ structure ကျတဲ့ roadmap ဒီ landing system တော့မဟုတ်ဘူးဘာဖြစ်လို့လဲဆိုလို့ရှိရင် option selling မှာဆိုလို့ရှိရင်အရေးကြီးတာ stock ticker တွေရွေးချယ်တတ်ဖို့လိုရတယ်တကယ် quality ကောင်းတဲ့ stock ကိုရွေးချယ်တတ်ဖို့ပေါ့နော်နောက်တစ်ခုကတော့ best strike price မှာဒီ stock ကို option selling လုပ်မလဲပေါ့တခါ expiration ဘယ်လိုသတ်မှတ်ကြမလဲနောက်တစ်ခါဘယ်ချိန်မှာ timing ပေါ့နော် entry timing ဝင်မလဲဆိုတဲ့အချက်လက်လေးတွေကဒါအရင်အရေးကြီးပါမဟုတ်လို့ရှိလို့ရှိရင်တော့ဒီအရှိဒီဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပေါ့နော်ဒီ CSP ရောင်းထားရဆိုလို့ရှိရင်ကိုယ့်အနေနဲ့ဒါအဆိုင်ခံရတယ်ဆိုလို့ရှိရင်မကောင်းတဲ့ stock ကြီးကကျွန်တော်တို့စီကိုဝင်လာတာပေါ့နော်ဒါပေမဲ့ဒီ option selling ကိုမှန်ကန်တဲ့နည်းစနစ်နဲ့လုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ရုံးသမားတွေအနေနဲ့ကကြတော့သူကပုံမှန် premium လေး collect လုပ်နိုင်မယ်တစ်ခါအပူဝင်ငွေရှာနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ်ခုလာမယ်22ရက် August မှာဆိုလို့ရှိရင်တော့ကျွန်တော် option selling live class ကိုဖွင့်တော့ရှိပါတယ်ဒီ pre-recording video lesson တွေနဲ့မတူတာတစ်ခုကကြတော့ live class ဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ကိုတိုက်ရိုက်မိကုန်းတွေမေးမြန်းနိုင်တယ်လို့ကျွန်တော်ကလည်းဒီ theory ကိုသင်ပေးပြီးသွားလို့ရှိလို့ရှိရင် trade ကိုတစ်ခါလဲ live ဖွင့်ပြပြီးမှဖြစ်ပါတယ်ဆိုတော့တစ်ခါလဲကိုယ့်အနေနဲ့ဒီ theory အပိုင်းလဲလေ့လာပြီးဖြစ်တယ်လို့တခါ trade ဖွင့်တဲ့အခါမှာဆိုလို့ရှိရင်လည်းဘယ်နေရာကိုကြည့်ရမလဲဘယ် club တွေကိုရွေးချယ်ရမလဲဆိုတဲ့အကြောင်းလေးပါတစ်ခါလေးသိရှိသွားမှာဖြစ်ပါတယ် option selling live class ကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ video ရဲ့ comment မှာ SELLING selling လို့ comment မှန်းပေးခဲ့ပါခင်ဗျာ course အသေးစိတ်လေးကိုကျွန်တော်ပို့ပြီးမှသာဖြစ်ပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ